လောကကြီးမှာဘာတွေဘလို့ပဲဖြစ်နေနေငါရဲ့စိတ်ကိုတော့မနာကျင်အောင်မရှင်းရဲအောင်ငါလေ့ကျင့်မယ်ဟောဒီလိုဆိုလို့ရှိရင်ဘုန်းဘုန်းတို့အလွန်မှကိုပဲဘုန်းဘုန်းတို့ဟာမုံမြတ်တဲ့ကုသိုလ်စိတ်တွေမုံမြတ်တဲ့အလေးအကျင့်တွေမုံမြတ်တဲ့အတွေးအမြင်တွေအများကြီးတိုးလာတဲ့အကြောင်းမရှိဘူးလားနော်ဘာကြီးဘလို့ဖြစ်လို့နေငါစိတ်ကိုတော့ငါမထိခိုက်စေရဘူးလောကကတော့ထိခိုက်เสียအနေအထားတွေနဲ့တွားနေကြတာပါဘယ်လိုပဲဖြစ်ဖြစ်ဟုတ်လားအဲ့တော့ဘုန်းဘုန်းတို့ဒီခံယူချက်ကလေးဒီဒေသနာကိုအမိပြုပြီးတော့မွေးမြူထားမယ်ဆိုရင်ကောင်းဘူးလားဘာကြီးဘလို့ဖြစ်လို့နေဘလို့လောကရန်နဲ့ပဲတွေ့အစဉ်ပြေတာတွေဘလို့ပဲဖြစ်ဖြစ်အစဉ်မပြေတာတွေဘလို့ပဲဖြစ်ဖြစ်တတူဘာဖြစ်ဖြစ်ဒါပေမဲ့ငါရဲ့စိတ်ကိုတော့ငါမထိခိုက်အောင်ကြိုးစားမယ်ကာကွယ်မယ်စောင့်ရှောက်မယ်ဒီလိုခံယူချက်မျိုးဘုန်းဘုန်းတို့ဒီဒေသနာလေးကိုအမိပြုပြီးတော့မွေးမြူဖို့ဘုန်းဘုန်းတို့ကြိုးစားအထောက်မယ်ဆိုရင်အများကြီးကြိုးရှိမယ်ပေါ့ဒါကိုပြောချင်တယ်ဟုတ်လားအဲ့လိုမြတ်စွာဘုရားကတခါကြီးခန္ဓာကိုယ်ကြီးနာနေတော့လည်းပဲစိတ်မနာအောင်သင်အဲ့လိုကျင့်ရမယ်လို့မြတ်စွာဘုရားအဲ့လိုအမိန့်ရှိပြီးတော့ဘာမှဆက်ပြီးတော့မြတ်စွာဘုရားအမိန့်မရှိတော့အဲ့ဒါတခါကြီးကလည်းသဘောကျတယ်ဒီဒေသနာလေးဒီဆုံးမလေးကိုနော်အသက်ကြီးတဲ့လူဆိုတော့ပို့ပြီးတော့ခံစားချက်ကလည်းရှိနေမယ်ပေါ့နော်အမြဲတမ်းခန္ဓာကိုယ်ကြီးကနာနေတယ်အစင်မပြေမှုတွေဟာအမြဲတမ်းကြုံနေတယ်ဘလို့အစင်မပြေမှုတွေနဲ့ပဲကြုံစိတ်ကိုတော့မထိခိုက်စေရဘူးစိတ်ကိုတော့ဆင်ပြေအောင်ထားမယ်ခန္ဓာကိုယ်ကြီးကတော့တခါတလေဘုန်းဘုန်းတို့ဘလို့ပဲကြိုးစားအဆင်ပြေအောင်လုပ်လို့မရတဲ့အပိုင်းတွေကရှိတယ်လုပ်လို့ရတဲ့အပိုင်းလေးတွေရှိတယ်လို့လုပ်လို့မရတဲ့အပိုင်းတွေလည်းအများကြီးရှိတယ်နောက်ဆုံးတကယ်နားလည်လာပြီဆိုရင်လုပ်လို့မရတဲ့အပိုင်းတွေကပဲပို့ပြီးတော့များတယ်ဒီတိုင်းပဲလက်ခံနိုင်မှုကြိုးစားရတာကပဲလက်တွေ့စိတ်ကိုငြိမ်းစေတယ်ငြိမ်သက်စေတယ်ဟုတ်လားစဉ်းစားကြည့်နော်တချို့ဟာတွေကိုဘာမှမတတ်နိုင်ဘူးဒီတိုင်းကိုပဲလက်ခံဖို့ကြိုးစားရတာအဲ့ဒါကိုပဲဘုန်းဘုန်းတို့သိခံဖို့ကြိုးစားတယ်လို့ပြောတာဟုတ်လားဒီနေ့ကဓမ္မတယောက်ရောက်လာတယ်ကင်ဆာဖြစ်တယ်နားရဲ့နောက်မှာအကျိတ်ရှိလို့ခွဲလိုက်တာပေါ့ခွဲလိုက်တဲ့အခါကျတော့အကျိတ်ကအထဲထဲမှာထပ်ပြီးတော့အကျိတ်တစ်ခုကထပ်တွေ့ပြန်တယ်အဲ့တော့ဆရာကတန်တရားဖြစ်တဲ့အခါဘိုင်အိုစီစစ်လိုက်တဲ့အခါကျတော့အဲ့ဒါကင်ဆာဆဲတွေ့ရတယ်တွေ့တဲ့အခါကျတော့ဒီကင်ဆာဆဲကဒီနားလေးကနေစဖြစ်တာမဟုတ်ဘူးတနေရာမှာသူအစပြုတ်နေတဲ့အစပြိုးတဲ့နေရာတစ်ခုရှိတယ်အဲ့ဒါအကုန်လုံးမျက်နှာတစ်ခုလုံးကိုသူတို့နော်တွေ့အောင်ရှာလိုက်တဲ့အခါမှာဒီအတွင်းထဲကနှာခေါင်းရဲ့နောက်မှာအဲ့ဒီအကျိတ်မူရင်းကင်ဆာကျိတ်ကအဲ့ဒီမှာရှိတယ်အဲ့ဒီကနေပွားတာအဲ့ဒါကိုခဲရင်သူတို့ဗန်ကောင်းမှာသွားပြီးတော့ကုရတယ်ပတ်စံနေလဲအများကြီးကုန်အဲ့လိုဖြစ်လာတယ်စိတ်ကူးလေးကူးကြည့်လိုက်ကျွတ်တို့ဘာတတ်နိုင်လဲဘာမှမတတ်နိုင်ဘူးပတ်စံရှိကုရုံပဲမရှိရင်အသေးခံရုံပဲဒါပဲလေနာရင်အော်ရုံပဲလေမနာမကြည်အောင်ထိုက်တဲ့လောက်ကြိုးစားမယ်ရတဲ့ခါလဲရမယ်မရတဲ့ခါလည်းမရအောင်အဲ့ဒါကိုမကြည်မနှက်ဖြစ်နေလို့ဒါကြီးငါဒီလိုမဖြစ်ချင်ဘူးမဖြစ်အောင်လုပ်မယ်ဆိုလို့ရတာလားမရအောင်နော်ဒါကြောင့်မလို့ဘုန်းဘုန်းတို့ခန္ဓာကိုယ်ကြီးမှာအရှင်မပြေမှုတွေကတော့ရှိနေတယ်ရှိလဲရှိနေအောင်မယ်အမြဲတမ်းရင်ဆိုင်ရမယ်အရှင်မပြေမှုအသက်ကြီးလာလေးတွေပို့ပြီးတော့အရှင်မပြေမှုတွေကခက်စိတွေ့ရလေးကြုံရလေးဖြစ်လိမ့်မယ်အဲ့လိုပုဂ္ဂိုလ်တွေအတွက်ဒီဒေသနာကလုံးဝနော်တန်ဖိုးကြီးမားတဲ့ဒေသနာတွေဘုဆိုနိုင်မို့လားဆိုနိုင်တယ်ဘလို့အရှင်မပြေမှုတွေပဲကြုံငါရဲ့စိတ်ကိုတော့ငါအရှင်ပြေအောင်ကြိုးစားမယ်ကျန်တာတွေဘာပဲဘလို့ပဲဖြစ်လို့နေစိတ်ကိုတော့မထိခိုက်စေရဘူးဒီမှာတိုက်ရိုက်သုံးထားတာတော့စိတ်ကိုတော့မနာကျင်စေရဘူးစိတ်ဆင်းရဲတယ်ဆိုတာစိတ်နာသွားတာပဲလေဟုတ်တယ်မဟုတ်လားနော်များသောအားဖြင့်ကျွတ်တို့ကစိတ်ဆင်းရဲတယ်စိတ်နာတယ်ဆိုရင်ဒေါသကရိုက်နှက်မှလာတယ်စိတ်နာတယ်စိတ်ဆင်းရဲတယ်စိတ်နာကျင်တယ်လို့သိကြတာများတယ်လောဘကရိုက်နှက်လို့စိတ်နာတာနော်စိတ်ခံရခက်တာသိပြီးတော့မသိဘူးနော်လောဘနဲ့ကတော့နေသားကတော်တော်ကိုကြာတယ်နော်ဒေါသကြာရင်တော့သိတယ်မဟုတ်လားနော်စိတ်တိုင်းမကြဖြစ်ရပြီဆိုရင်စိတ်ကတော်တော်ကိုဆင်းရဲတယ်မျက်နှာကိုလို့ဖြစ်နေအိုးနေပြီအလိုကမကြတော့ဘူးစိတ်တိုင်းကမကြတော့ဘူးဘာဖြစ်နေတာတော့စိတ်နာနေပြီစိတ်မှာယောဂဖြစ်နေပြီစိတ်ရဲ့ယောဂကဘယ်ထိသွားပြီးတော့ထင်ရနေတာတော့မျက်နှာပေါ်မှာတော့သွားပြီးတော့ထင်ရနေတာနော်ကျန်တဲ့အဆင်မပြေမှုကစိတ်ကိုပါအဆင်မပြေမှုဖြစ်အောင်ဆက်ပြီးတော့ရိုက်ခတ်သွားတာကျွတ်တော့မတားဆီးလိုက်နိုင်ဘူးကျန်တဲ့အဆင်မပြေမှုကိုကျန်တဲ့နေရာတွေမရက်လိုက်နိုင်ဘူးစိတ်ထိအကျိုးတရားမှုတော့ရောက်မလာအောင်ကျွတ်တို့မတားဆီးလိုက်နိုင်ဘူးကျန်တဲ့အဆင်မပြေမှုကဘယ်ထိသွားရိုက်ခတ်တာတော့စိတ်ပေါ်ထိသွားပြီးတော့ရိုက်ခတ်တယ်တကယ်ဆိုဘုန်းတို့တားမယ်ဆိုရင်တားလို့ရတယ်လွယ်ကူတဲ့အလေးချင်းတော့မဟုတ်ဘူးနော်ဘုန်းတို့တကယ်ကြိုးစားမယ်ဆိုရင်ဘလို့အဆင်မပြေမှုမျိုးမဆိုစိတ်ထိရိုက်ခတ်မလာအောင်စိတ်ထိနော်မနှိမ့်ဆက်နိုင်အောင်
စိတ်ထိနှိပ်စက်သွားတာမျိုးမဖြစ်အောင်ဘုန်းတို့လုပ်မယ်ဆိုရင်လုပ်လို့ရတယ်အဲ့ဒါမြတ်စွာဘုရားရဲ့ကျေးဇူးဆိုတာအဲ့ဒါပဲလေမြတ်စွာဘုရားအဲ့ဒါကိုပဲနိလန်ပေးထားတာဘယ်လိုဘာပဲဖြစ်ဖြစ်စိတ်ကိုမထိအောင်ဘလို့နေဘလို့ထိုင်အကုန်လုံးမြတ်စွာဘုရားသင်ထားတာကျွတ်လို့အဲ့ဒီနီးတွေလည်းပဲအကုန်လုံးနားရည်တွေဝါပြီးသားလက်တွေ့ချပြီးတော့နော်အသုံးမပြုကြလို့လားဘုန်းတို့မှာစိတ်ကထိခိုက်နေရတာတကယ်ဆိုလို့ရှိရင်ဘုန်းတို့အသုံးပြုစရာလက်နက်တွေမှာအများကြီးရှိဒါပေမဲ့တကယ်အသုံးပြုတဲ့အချိန်ကနော်များသောအားဖြင့်မဖြစ်နေကြတော့နဲနေတော့စိတ်လာထိနေတော့နော်ဘယ်နာပြစ်လိုက်ဘယ်လာထိတာနော်စိတ်ပဲလာထိဟုတ်လားတကယ်ဆိုရင်မထိအောင်လုပ်လို့မရဘူးလားရတယ်ခုဒါကိုအဲ့လိုကြည်ပြည့်ဘုံကနားလေစေခြင်းလားနော်ဘောကအစဉ်ပြေသွားနေတာမဟုတ်ဘူးရဲ့တကယ်ကဟုတ်လားအဲ့တော့ဘလို့ပဲမင်းအစဉ်မပြေနေကွာစိတ်ကိုတော့ငါအစဉ်ပြေအောင်ကြိုးစားမယ်ဒါကိုဘုံကနော်အဲ့လိုလေးတွေးမိစေခြင်းလားမနေ့ကဒီဒေသနာလေးကိုတွေးနေအဲ့လိုလေးဘုံစိတ်ထဲမှာအတွေးလေးရတော့အလွန်မှကျေနပ်တယ်စိတ်ကဘာဖြစ်နေစိတ်ကိုတော့ငါတို့မထိအောင်စိတ်ကိုတော့မနာကျင်အောင်လုပ်တဲ့နေအစားတော့ဒီဒေသနာကိုဘောင်းချင်းပဲဘုံကခံစားနေတာအသက်ကြီးလာမှယောဂါတွေနှိမ့်ဆက်မှမခန္ဓာကိုယ်ကြီးနာနေမှရုပ်မနာအောင်စိတ်မနာအောင်လုပ်ရမယ်လို့ဘုံကဘောင်းချင်းလေးတွေးနေတာတကယ်ကမဟုတ်ဘူးနော်ဘလို့အခြေအနေမျိုးပဲဖြစ်စိတ်ကိုတော့မနာအောင်ဘုံတို့ကလုပ်ရမယ်လူငယ်တွေအတွက်လည်းပဲသုံးလို့မရဘူးလားနောက်အစားတော့ယောဂဝေဒနာတွေလူကြီးတွေအတွက်ပဲခန္ဓာကိုယ်နာနေတဲ့လူတွေအတွက်ပဲဒီဒေသနာကအများကြီးအသုံးတည့်တယ်လို့ထင်တာတကယ်ကတော့မဟုတ်ဘူးပေချာတွေးကြည့်လိုက်မယ်ဆိုရင်လူတိုင်းအတွက်ကိုသုံးမယ်ဆိုရင်သုံးလို့မရဘူးလားဘလို့သုံးမှာတော့ဘာတွေဘလို့ဖြစ်နေဘာတွေဘလို့အဆင်မပြေနေငါရဲ့စိတ်ကိုတော့မထိခိုက်စေရဘူးအဆင်မပြေမဖြစ်စေရဘူးအဆင်ပြေစေရမယ်ဒီလိုမျိုးဘုန်းတို့ခံစားရမယ်ပေါ့ဒီဒေသနာဟုတ်လားအဲ့ဒါနဲ့တခါကြီးကတော့ဘယ်တိုင်းတာတိသဘောပေါက်လဲတော့မသိဘူးသူလည်းအရိယာပုဂ္ဂိုလ်ကြီးပါပဲသဘောပေါက်မှာပေါ့ဘုံဘုံတို့တဲ့အများကြီးကိုသဘောပေါက်မှာပေါ့ဒီစကားကိုဟုတ်လားအဲ့တော့သဘောပေါက်တဲ့အခါကျတော့သဘောပေါက်တာပညာပဲလေပညာဆိုတဲ့အမျိုးဟာစိတ်ကိုငြိမ်းအေးစေတာကြီးပဲနားလည်လိုက်တာနဲ့စိတ်ကငြိမ်းအေးတာပဲစိတ်ငြိမ်းအေးပြီဆိုတော့ယုတ်ကလည်းဖြစ်သွားတယ်ငြိမ်းအေးသွားကြည်လင်သွားအေးချမ်းသွားသူ့မျက်နှာပေါ်မှာဒီဒေသနာရဲ့စွမ်းရည်တတ္တိနော်ဒီဒေသနာရဲ့အကျိုးသက်ရောက်မှုကထင်ရှားနော်ပေါ်နေတယ်အဲ့တော့ဟာရှင်သာရိပုတ္တရာကိုအလွန်ကြည်ညိုတယ်ဒီတကားကြီးကအဲ့ဒါနဲ့မြတ်စွာဘုရားကိုရှိခိုးဥချပီတိတွေနဲ့သဘောကျတယ်ဒီအဆုံးအမလေးကိုတကားကြီးလူနာတော့လည်းပဲခန္ဓာကိုယ်ကြီးနာနေတော့လည်းပဲစိတ်ကိုမနာအောင်တင်အဲ့လိုလေ့ကျင့်ရမယ်ဒီအဆုံးအမလေးကသူ့အတွက်အလွန်ကိုပဲအဖို့ထိုက်တန်ကျင့်နှံ့ပြီးတော့အဲ့ဒါရှင်သာရိပုတ္တရာကြီးရောက်တယ်သူ့ရဲ့ကျင့်နှံ့နေမှုပီတိဖြစ်နေမှုကဖုံးဖိထားလို့ကိုမရဘူးအဲ့ဒါရှင်သာရိပုတ္တရာသိတယ်တခါကြီးကြည်ရတာကြည်လင်းအိန္ဒိတွေကလည်းပုံမှန်ရှင်းကောင်းလိုက်တာနော်ဧကန္နမြတ်စွာဘုရားအသင်ကိုနော်အမြိုက်ရည်တရားရည်တိုက်လိုက်ပုံရတယ်တင်မြတ်စွာဘုရားရဲ့ထာဝရကနော်တရားရည်အေးကိုတောက်သုံးခဲ့ရပုံရတယ်ဟုတ်တာပေါ့ဘုရားဘယ်မရပဲရှိပါမလို့တကယ်ကိုမြတ်စွာဘုရားတရားတပည့်တော်တရားရည်ကိုတကယ်ကိုတောက်ခဲ့ရတာအဲ့လိုလျှောက်တယ်နော်သူကမြတ်စွာဘုရားအသင်ကိုဘယ်လိုများဟောလိုက်တာတော့တရားတွေတော့တခါကြီးကဘာပြောဆိုနော်သူမြတ်စွာဘုရားကိုလျှောက်တယ်မြတ်စွာဘုရားဘယ်လိုပြန်ပြောလဲအသေးစိတ်တလုံးကြံရှင်သာရိပုတ္တရာကိုလျှောက်တယ်ဒီပြီးတော့နောက်ဆုံးရွယ်ရောက်နေပါပြီဘုရားခန္ဓာကိုယ်ရဲ့လည်းအမြဲမပြတ်နာကျင်နေပါတယ်ဘုရားနောင်မြတ်စွာဘုရားနဲ့တန်ဃာတော်တွေကိုဖူးမြော်ဖို့မလွယ်တော့ပါဘူးဘုရားဒါကြောင့်တပည့်တော်တို့အရှိသူချင်းအကျိုးရှိမဲ့အဆုံးအမတွေပေးပါဘုရားသူလျှောက်တာတွေလည်းအကုန်ပြန်ပြောတာအဲ့ဒီမှာမြတ်စွာဘုရားတခါကြီးသင်ပြောတဲ့အတိုင်းမှန်တယ်ခန္ဓာကိုယ်ဆိုတာနော်နာကျင်တတ်တဲ့သဘောရှိတယ်ဥတလုံးတစ်ဖွဲ့အမေးပါလေးနဲ့အုပ်ထားတာဘာမှခိုင်မာမှုမရှိဘူးဒီလိုခန္ဓာကိုယ်ကြီးမျိုးကိုရွတ်ဆောင်နေရရဲ့နဲ့မြန်ကိုတခဏမျှကျမ်းမာတယ်လို့ဝန်ခံခဲ့မယ်ဆိုရင်တော့ဒီလိုဟာမိုက်မဲလို့ဒါကြောင့်သင်ဟာခန္ဓာကိုယ်နာတော့လည်းပဲစိတ်မနာအောင်အဲ့လိုလေ့ကျင့်ရမယ်လို့မြတ်စွာဘုရားသူ့ကိုအဲ့လိုဟောလိုက်တယ်အကုန်ပြန်ပြောတာအဲ့လိုလျှောက်တဲ့အချိန်မှာရှင်သာရိပုတ္တရာကတခါကြီးအဲ့လိုဆိုလို့ရှိရင်ခန္ဓာကိုယ်နာပြီးတော့စိတ်မနာအောင်ဘလို့နေရမှာတော့လို့သင်မြတ်စွာဘုရားကိုမမေးခဲ့ဘူးလားတဲ့ဟောနော်တကယ်အရေးဆိုရင်မေ့နေတာတဲ့များတယ်ဟုတ်လားသူမေးခဲ့သလားမမေးခဲ့ဘူးတကယ်ဆိုမေးခဲ့တယ်ကောင်းတယ်နော်မေးခဲ့မှဆိုမြတ်စွာဘုရားအေးခန္ဓာကိုယ်နာပြီးတော့စိတ်မနာအောင်နေတယ်ဆိုတာဘယ်လိုမျိုးနေတာကိုပြောတာဘယ်လိုနေရမယ်လို့နီလန်းမှာပေးမှာအခုနီလန်းပါသလားအပါဘူးနော်မြတ်စွာဘုရားခန္ဓာကိုယ်ကြီးနာတော့လည်းပဲစိတ်မနာအောင်သင်အဲ့လိုကျင့်ရမယ်လို့လည်းပြောလိုက်တာသူဆက်မမေးတော့မြတ်စွာဘုရားလည်းဘာမှမဖြေလိုက်ဘူးပေါ့အဲ့တော့အဲ့ကျမှသူလည်းအမှတ်ရမယ်ပေါ့တခါကြီးကအဲ့တော့ဘာပြောတော့စကားပြောလိမ္မာကျွမ်းကျင်တယ်လို့ပြောရမယ်အရှင်ဘုရားတဲ့
ဒီလိုလေးနဲ့တဲ့အကြောင်းအရာတွေကိုသိရဖို့အတွက်ပဲအရှင်ဘုရားဒီကိုတပည့်တော်အဝေးကြီးကနေလာခဲ့ရတာဒါကြောင့်အဲ့ဒီအကြောင်းအရာကိုအရှင်ဘုရားပဲအတိတ်ပဲဖွင့်ပြီးတော့ရှင်းပြပါအရှင်သာရိပုတ္တရာလည်းဉာဏ်ကြီးဆုံးပုဂ္ဂိုလ်ပဲလေမြတ်စွာဘုရားပြီးဟုတ်လားအဲ့ဒီမှာရှင်သာရိပုတ္တရာကတရားကြီးတောင်းပန်တဲ့အတွက်ကြောင့်လောကမှာခန္ဓာကိုယ်လည်းနာတယ်စိတ်လည်းနာတယ်ဆိုတဲ့ပုဂ္ဂိုလ်ကဘယ်လိုပုဂ္ဂိုလ်မျိုးလဲခန္ဓာကိုယ်သာနာတာစိတ်ကိုမနာအောင်ထားနိုင်တယ်ဆိုတဲ့ပုဂ္ဂိုလ်ကဘယ်လိုပုဂ္ဂိုလ်မျိုးလဲဆိုတာပုဂ္ဂိုလ်နှစ်မျိုးကိုခွဲပြီးတော့ဟောတယ်လူရင်းပြောရရင်စိတ်မနာအောင်ဘယ်လိုနေရမလဲဆိုတဲ့နည်းလမ်းကိုပေးတာအဲ့ဒါလေးကိုလည်းစွဲအောင်မှတ်စေချင်တယ်နော်စိတ်မနာအောင်ဘယ်လိုနေရမလဲရုပ်ကတော့မနာအောင်လုပ်လို့ကိုမရအောင်ရတဲ့အပိုင်းလေးနည်းနည်းလေးတော့ရှိတယ်နော်ညောင်းရင်ပြင်ပဲနော်ခန္ဓာကိုယ်ညီညွတ်မြတ်တောင်ဣရိယာပုမြတ်တောင်လမ်းလျှောက်မယ်အစာအသောပုံမှန်ဖြစ်အောင်စားမယ်စေဝါတွေမှီဝဲမယ်ထိုက်တဲ့နဲ့နော်ပြုပြင်မှုနဲ့ခန္ဓာကိုယ်အစဉ်ပြေအောင်လုပ်လို့ရတဲ့အပိုင်းလေးတွေရှိပါတယ်မရှိဘူးမဟုတ်ဘူးသို့တော့တကယ်ဘုန်းတို့တွေးကြည့်မယ်ဆိုလို့ရှိရင်ခန္ဓာကိုယ်ကြီးအစဉ်မပြေနေတာကိုအစဉ်ပြေအောင်လုပ်လို့ကတော့မရမပြေးနေတာပဲပြေအောင်လုပ်တဲ့ကြားတွေကပဲမပြေးနေတာပဲနောက်ဆုံးဩရဟေယညီရညူရအစဉ်မပြေးအကြီးကြီးဖြစ်ပြီးတော့ဒီလိုနဲ့ပဲပျက်စီးကြရမှာပဲဘလို့မှရှောင်လို့မရဘူးဘုန်းတို့ကရားတဲ့အပိုင်းကိုအားစိုက်ရမယ်စိတ်ဝင်စားရမယ်နော်စိတ်ကိုတော့မနာကျင်အောင်စိတ်ကိုတော့အဆင်မပြေမဖြစ်အောင်ဘုန်းတို့လုပ်မယ်ဆိုရင်လုပ်လို့ရတယ်ရုပ်ကိုမနာကျင်အောင်လုပ်လို့မရဘူးနော်ယောဂဆိုတာဘာလို့ပြောတာတုံးဘုရားလို့မြတ်စွာဘုရားကိုယန္တပါမေးတော့မြတ်စွာဘုရားယောဂဆိုတာရုပ်အစုဝေးကိုပြောတာလို့မြတ်စွာဘုရားအဲ့လိုဟောတာတော့ဒီရုပ်အစုဝေးကိုကယောဂတုံးကြီးသူ့ကိုမနာအောင်လုပ်လို့အဆင်မပြေမဖြစ်အောင်လုပ်လို့မရအောင်သူအဆင်မပြေရဖြစ်ကိုဖြစ်မှာသူကဒါပေမဲ့ဘုန်းတို့စိတ်ကိုတော့မနာကျင်အောင်အဆင်မပြေမဖြစ်အောင်မထိခိုက်အောင်ဘုန်းတို့ကြိုးစားမယ်ဆိုရင်ကြိုးစားလို့ရတယ်အဲ့ဒီနည်းကိုပေးရအောင်နော်ရှင်သာရိပုတ္တရာကတော့ရှင်သာရိပုတ္တရာပြောတဲ့စကားလုံးလေးအတိအကျကထေသဂါပတိအတုရကာယောစီဝါဟောတိအတုရစိတ်တော်စာတခါကြီးလောကမှာကိုယ်လဲနာတယ်စိတ်လဲနာတယ်ဆိုတဲ့ပုဂ္ဂိုလ်ကဘယ်လိုပုဂ္ဂိုလ်မျိုးတော့ကိုယ်ဆိုတာရုပ်စုဝေးကိုအဓိကကြီးညွှန်းတာပါနော်အတုရကာယောစီဝါဟောတိအတုရစိတ်တော်စာကိုယ်ရောစိတ်ရောနာတယ်ဆိုတဲ့ပုဂ္ဂိုလ်ကဘယ်လိုပုဂ္ဂိုလ်မျိုးတော့တဲ့ဣရဂါပတိအတုတ္တဝပုထုဇဉ်တော်အရိယနာအတ္တတဝရိယဓမ္မတအကောဝီတော်အရိယဓမ္မေအဝိနေတော်တဲ့တခါကြီးဟောဒီလောကမှာနော်ဖြူရှင်တဲ့သစ္စာလေးပါးကိုသိသွားကြတယ်တကယ်အရိယပုဂ္ဂိုလ်တွေအရိယဆိုတာဖြူရှင်တယ်လို့သိကြရဘဝရဲ့တကယ်အလေးနဲ့ဆုံးအမှန်တရားကြီးတွေကိုမြင်သွားရင်စိတ်ကဖြူရှင်သွားတာသစ္စာလေးပါးကိုသိရင်အရိယဖြစ်တယ်လို့ပြောတာအဲ့လိုအရိယဖြစ်သွားကြတဲ့ပုဂ္ဂိုလ်တွေကိုတဲ့လောကမှာတချို့သောပုထုဇဉ်တွေဟာအရိယနဲ့အတ္တတာကိုအဲ့ဒီအရိယပုဂ္ဂိုလ်တွေကိုသူတို့မတွေ့ဘူးမမြင်ဘူးမကြုံဘူးမဆုံဘူးအရိယဓမ္မတာအကောပြီးတော့ဒါကြောင့်မလို့အရိယတို့ရဲ့တရားဖြူစင်စေတတ်တဲ့တရားတွေကိုသူတို့လိမ္မာကျွမ်းကျင်မှုမရှိဘူးအရိယဓမ္မေအဝိနိတောတဲ့နော်အရိယဖြစ်စေတတ်တဲ့တရားတွေအရိယနဲ့ပတ်သက်တဲ့တရားတွေနော်ဒီသူတော်ကောင်းတရားတွေနဲ့ပတ်သက်ပြီးတော့ဘာမှသင်ယူထားတာကျွမ်းကျင်အောင်လေ့ကျင့်ထားတာနော်သူကသူဆုံးမထားတာပိုင်နိုင်အောင်လုပ်ထားတာဘာမှမရှိဘူးတဲ့စကလုံးလေးတွေကိုအသေးသေးပြောတာနော်တပ္ပုရိသနာအတ္တတဝေတပ္ပုရိသဓမ္မတာအကောဝီတော်တပ္ပုရိသဓမ္မေအဝိနိတောတဲ့နောက်ထပ်တစ်လုံးထပ်ပြီးတော့သုံးတယ်ဆိုတော့အရိယာပေါ့အခုကဘာတော့တပ္ပုရိသဆိုတာသူတော်ကောင်းပေါ့သူတော်ကောင်းအစ်စ်ဆိုတာသစ္စာလေးပါးကိုမြင်သွားကြလို့မဉ္ဇဉ်ပူဉ္ဇဉ်ရကြတဲ့ပုဂ္ဂိုလ်တွေကမှတကယ်ကိုပြန်လဲပြီးတော့ရှော့ကြခြင်းမရှိတဲ့ပြန်ပြီးတော့ဘယ်တော့မှမယုံမာတော့မဲ့သူတော်ကောင်းဟုတ်လားဥဒုဇဉ်ဘဝနဲ့အတိတုဉာဏ်တို့ကိုမရသေးတဲ့ပုဂ္ဂိုလ်တို့ရဲ့နော်သူတော်ကောင်းအနေထားဆိုတာအချိန်ကြီးပြန်ပြီးတော့သူတော်ကောင်းအဆင့်ကနေလျှော့ကြနိုင်နေတယ်ဒါလေးလည်းမြင်ရတော့နော်ခုဒီမှာသူကသုံးတာနှလုံးနော်အရိယာဆိုတဲ့စကားလုံးရဲ့တပ္ပုရိသဆိုတဲ့စကားလုံးရဲ့နော်အရိယာပုဂ္ဂိုလ်တွေသူတော်ကောင်းတွေဒါကိုမြင်လည်းမမြင်ဘူးတွေ့လည်းမတွေ့ဘူးသူတို့ရဲ့တရားတွေကိုလည်းပဲလိမ္မာကျွမ်းကျင်မှုမရှိဘူးဘာမှလေ့လာလိုက်စားထားတာလည်းမရှိဘူးတဲ့အဲ့လိုပုဂ္ဂိုလ်တွေဟာဘလို့တွေမှားယွင်းစွာသူတို့ရဲ့စိတ်ကမှတ်ထင်မှုနဲ့နေရလဲဆိုလို့ရှိရင်နော်ဒီရုပ်အစုဝေးကိုသူတို့ဟာငါလို့ပုဂ္ဂိုလ်တ attva လို့ထင်ကြတယ်တဲ့နော်ရူပံအတ္တတော်သမနုပတ္တိနော်ရုပ်အစုဝေးကိုပုဂ္ဂိုလ်တ attva လို့ထင်တယ်ဒါကိုငါလို့ထင်တယ်ဒီတစ်ခုတည်းတော့မဟုတ်တော့ဝေဒနာမှာဆက်ဟောတယ်ဝေဒနာခံစားမှုတွေသင်ညာမှတ်သားမှုတွေမှတ်ထင်မှုတွေနော်သင်္ခါရအကောင်းအဆိုးအမျိုးမျိုးစိတ်ရဲ့တုံ့ပြန်မှုတွေ
ကုသိုလ်အကုသိုလ်သဘောတွေပေါ့နော်ဝိညာဉ်သိမှုသဘောတွေနံတရားဟုတ်လားဒီရုပ်စုနံအစုကြီးဒါဘုန်းဘုန်းတို့ပုရုဇဉ်တွေမှာဒီရုပ်စုနံအစုကြီးကိုဘယ်လိုထင်နေကြတာတော့ငါလို့တကယ်ပဲဘုန်းဘုန်းတို့ဟာဆွဲဆွဲလန်းလန်းပိမ့်ပိုက်ထားတယ်ဟုတ်လားအဲ့လိုမျိုးပိမ့်ပိုက်ထားတော့သူ့ရဲ့စိတ်ကဘယ်လိုဖြစ်နေတုံးဆိုတော့နော်ဒီစကလုံးလေးလည်းဘုံမသဘောကျတယ်အာဟာရူပမမရူပံဒီပရိယုထာယီဟောတိသူ့ရဲ့စိတ်ကနော်ဒီရုပ်စုဝေးကြီးကိုပဲငါလို့ထင်တယ်ဒီရုပ်စုဝေးကြီးကိုငါဟာလို့လည်းထင်တယ်ဆိုလိုတာငါဥစ္စာလို့ထင်နေတယ်အဲ့ဒီအထင်ကြီးကပဲသူ့စိတ်ထဲမှာအမြဲတမ်းထကြွတောင်းကျမ်းနေတယ်တဲ့စိတ်ကအဲ့ဒီအတွေးအထင်အဲ့ဒီအမြင်မှားမှုနဲ့ပဲအမြဲတမ်းနေနေတယ်နော်အာဟာရူပမမရူပံတိပရိယုထာယီဟောတိနော်ရုပ်ဟာငါပဲရုပ်ဟာငါဟာပဲဆိုတဲ့နော်ထကြွတောင်းကျမ်းမှုကြီးစိတ်ရဲ့မှားယွင်းမှုကြီးထကြွတောင်းကျမ်းမှုကြီးနဲ့သူဟာနေနေတယ်တဲ့အဲ့လိုနေတဲ့ခါကျသူဘာဖြစ်မလို့တတ္တအာဟာရူပမမရူပံတိပရိယုထာယီနောတံရူပံဝိပိနာမတိအညထာဟောတိသူငါလို့ထင်ထားတဲ့ငါဥစ္စာလို့ထင်ထားတဲ့အဲ့ဒီရုပ်အစုကြီးကပျက်စီးသွားပြီတမျိုးတမျိုးဖြစ်သွားပြီသူမဖြစ်ချင်တဲ့အတိုင်းမဖြစ်စေချင်တဲ့အတိုင်းဖြစ်သွားပြီဆိုတာနဲ့သူဘာဖြစ်မလို့နော်တတ္တရူပဝိပိနာမယထာဘာဝဥပ္ပိဇံတိတောကပိဒေဝဒုက္ခဒေါမနတုပါယတာနော်စိုးရိမ်မှုတောကငိုကြွေးမှုပရိဒေဝကိုဆင်းရဲမှုဒုက္ခစိတ်ဆင်းရဲမှုဒေါမနတပြင်းစွာပင်ပန်းမှုဥပါယတာတရားတွေသုတ္တန်တာမှာဖြစ်လာတော့တာပဲတဲ့ဒါကိုပို့ပြီးတော့အနှစ်ချုပ်ကလေးဖုံဖုံပြောကြည့်မယ်နော်နံတရားပါပေါင်းပြီးတော့ပြောကြမယ်ဟုတ်လားဒီရုပ်အစုနံအစုကိုဒါဟာငါပဲဒါဟာငါဥစ္စာပဲဒါရဲ့သုံးထားနော်ဒီစကလုံးလေးကိုဘုံဘုံကမှတ်မိစေခြင်းတယ်အဟံရူပမမရူပအဟံဝေဒနာမမဝေဒနာရုပ်ကိုငါလို့ထင်တယ်ရုပ်ကိုငါဥစ္စာလို့ထင်တယ်နော်ဝေဒနာအစရှိတဲ့နံတရားတွေကိုလည်းငါလို့ထင်တယ်ငါဥစ္စာလို့ထင်တယ်အဲ့ဒီမှားယွင်းမှုကြီးထားကြွတောင်းကျမ်းပြီးတော့နေနေတဲ့လူနော်သူမှားယွင်းထားတဲ့ငါလို့ထင်နေတဲ့ငါဥစ္စာလို့ထင်နေတဲ့အဲ့ဒီအစုအဝေးတစ်မျိုးတစ်မည်ဖြစ်ပြီးတစုံတရာပြောင်းလဲဖောက်ပြန်ပြီးဆိုတာနဲ့သူ့ရဲ့စိတ်ဟာတရားစု၅မျိုးရဲ့နှိမ့်ဆက်တာကိုသိကြပါဦးခံရတော့မယ်။ဘာတွေတော့တောကပိဒေဝဒုက္ခဒေါမနတဥပါယတစိုးရိမ်မှုငိုကြွေးမှုကိုယ်ဆင်းရဲမှုစိတ်ဆင်းရဲမှုပြင်းစွာပင်ပန်းမှုဒီ၅မျိုးတွေကတစ်မျိုးမဟုတ်တစ်မျိုးနှစ်မျိုးသုံးမျိုးလေးမျိုး၅မျိုးလုံးလည်းဖြစ်နိုင်တယ်နော်အကြောင်းအားလျော်စွာပေါ့လေရှေ့ကမှားထားရင်မှားထားသလောက်နော်ကိုမှားထားတဲ့အရာကြီးကမပျက်စီးမှုပြင်းထန်ရင်ပြင်းထန်သလောက်ကိုယ့်ရဲ့စိတ်မှာနော်ထိခိုက်မှုနာကျင်မှုတွေဟာနော်အတိုင်းတာတယောက်နဲ့တယောက်တော့တူမှာတော့မဟုတ်ဘူးပေါ့နော်ကိုတယောက်တည်းကိုပဲတခါတလေနည်းနည်းပဲဆိုရင်တခါတလေအများကြီးဆိုရင်တခါတလေဘလို့မှထိန်းလို့မရအောင်မျက်ရည်တွေပါကျလာတယ်ဆင်းရဲတဲ့နော်အတိုင်းဆရင်တူသလားမတူအဲ့ဒါမှားယွင်းမှုကိုမှားယွင်းထားတဲ့အရာကြီးနော်ကိုမှားယွင်းစွာမှတ်ထင်နေတဲ့အရာကြီးရဲ့ပျက်စီးမှုအကြီးအသေးကိုယ့်ရဲ့မှားယွင်းမှုအကြီးအသေးဒါပေါ်မှာမူတည်ပြီးတော့ဘုန်းဘုန်းတို့ရဲ့ဆင်းရဲမှုတွေဟာတစ်ခါနဲ့တစ်ခါလည်းမတူဘူးတယောက်နဲ့တယောက်လည်းမတူဘူးဒါလေးတွေလည်းနားလည်ရမယ်ပေါ့ဟုတ်ပြီနော်အဲ့လိုဆိုရင်ရှင်သာရိပုတ္တရာရှင်းပြတာကိုသဘောပေါက်ပြီဟုတ်လားအရိယာသူတော်ကောင်းတွေကိုမတွေ့ဘူးမမြင်ဘူးတဲ့ပုဂ္ဂိုလ်အရိယာသူတော်ကောင်းတို့ရဲ့တရားကိုမလိမ္မာမကျွမ်းကျင်တဲ့ပုဂ္ဂိုလ်တွေဟာဒီယုံနာဘဝဒါကိုဘယ်လိုထင်နေတော့ငါပဲငါဥစ္စာပဲလို့ထင်နေတယ်တဲ့အဲ့ဒီဆွဲလန်းမှတ်ထင်ထားတဲ့ပုဂ္ဂိုလ်သူငါလုံးငါဥစ္စာလို့ထင်နေတဲ့အရာကြီးပျက်စီးပြီဆိုတာနဲ့တမျိုးတမျိုးပြောင်းလဲဖောက်ပြန်ပြီဆိုတာနဲ့သူဟာစိုးရိမ်ခြင်းကိုကြွေးခြင်းကိုဆင်းရဲခြင်းစိတ်ဆင်းရဲခြင်းပြင်းစွာပင်ပန်းခြင်းဒါတွေသူဖြစ်ပေါ်လာတယ်ခံစားရတယ်အဲ့ဒီပုဂ္ဂိုလ်ဟာကိုယ်လည်းနာတယ်စိတ်လည်းနာတယ်ကိုယ်သာနာပြီးတော့စိတ်မနာဘူးရှိတဲ့ပုဂ္ဂိုလ်ကဘယ်လိုပုဂ္ဂိုလ်မျိုးတော့သူကိုယ်တိုင်မေကုန်းထုတ်ပြီးတော့ပြန်ပြီးတော့ရှင်းပြတယ်ဒီကရမတို့သဘောပေါက်ပြီနော်ဒါရဲ့ဆန့်ကျင်ဘက်ဟုတ်လားအရိယာသူတော်ကောင်းတွေကိုမြင်မှုတဲ့ပုဂ္ဂိုလ်တွေ့မှုတဲ့ကြုံမှုတဲ့ပုဂ္ဂိုလ်တွေအရိယာသူတော်ကောင်းတို့ရဲ့တရားကိုလေ့လာတဲ့သင်ယူတဲ့လိုက်စားတဲ့ကျွမ်းကျင်အောင်နားလည်အောင်ကြိုးစားတဲ့အားထုတ်တယ်အဲ့လိုအားထုတ်တဲ့အခါမှာအဓိကအချက်ကဘာလဲလို့မေးရင်ဒီဘဝကိုငါဥစ္စာလို့မှားယွင်းစွာမမှတ်ထင်ဖို့ပဲနော်ဘဝရဲ့ပေါ်မှာနော်ငါဥစ္စာဆိုတဲ့မှားယွင်းတဲ့အမြင်တွေနဲ့မသုံးသပ်မိဖို့ပဲယုံနံကိုယုံနံလို့သိဖို့ပဲဘုံဘုံတို့ကြိုးစားဖို့ပဲအဓိကလိုရင်းကဟုတ်လားအဲ့လိုသိမယ်ဆိုလို့ရှိရင်ဓာကြီးပျက်စီးပြီးတမျိုးတည်းဖောက်ပြန်ပြီဆိုရင်သူ့မှာသောကပရိဒေဝဒုက္ခဒေါမနတဥပါယတာတရားတွေဖြစ်เสียအကြောင်းမရှိဘူးတဲ့ဒါဘုံဘုံတို့ကအနှစ်ချုပ်ကလေးခေါင်းထဲမှာပိုင်နိုင်ဒီအမြင်မှန်လေးကိုနော်သိသိထားနိုင်ရမယ်အမြဲတမ်းလည်းပဲဆင်ញင်တတ်ရမယ်ဘာလဲလူတွေကဘာကြောင့်ဆင်းရဲနေတာတော့
ဒီယုံနံဘဝကိုငါဥစ္စာလို့ထင်နေလို့ဆင်းရဲကြရတာပဲဒီယုံနံဒီဘဝကိုငါဥစ္စာလို့မထင်တဲ့လူကဆင်းရဲကြအကြောင်းမရှိဘူးအဲ့လို့ဆိုရင်ဒီယုံနံကိုငါဥစ္စာလို့မထင်ဖို့တဘုန်းတို့ဘယ်လိုလုပ်ရမှာတော့ယုံနံကိုယုံနံလို့ပဲမြင်အောင်ကြည့်နေဖို့ပဲမနေ့ကတော့ဘုံပြောခဲ့သေးတယ်ခေါင်းထဲပေါ်လာတဲ့ဥမာလေးဘုံကမွေးဆိုရင်အလွန်ကြောက်တယ်ဒါကြောင့်လမ်းသွားရင်အမြဲတမ်းပြူပြပြအမြဲတမ်းကြည့်တယ်မွေနဲ့တူတဲ့ကျိုးသားလေးတွေ့မယ်ဒါမှမဟုတ်အရေးကလေးရှည်လေးထင်နေပဲဆိုရင်လူကတောက်လျှောက်အဲ့ဒါကိုသတိထားပြီးသားပဲခံစားရတာလဲတော်တော်မကောင်းဘူးရှင်းရတယ်မကောင်းဘူးကျိုးကိုမွေလို့ထင်တာပါနော်မွေလို့ထင်တဲ့အခါကျတော့မွေကြောက်တဲ့လူကဘယ်လိုဖြစ်တော့မွေကိုမြင်လို့ဖြစ်တဲ့ခံစားချက်ရှင်းရတယ်ပေါ့အဲ့လို့ဆိုရင်ဒီကျိုးကိုမွေလို့မထင်ဘူးဘုမတို့ဘယ်လိုလုပ်မလို့ကျိုးကိုကျိုးလို့သာမှန်မှန်ကန်ကန်သိအောင်ကြိုးစားမွေလို့အထင်မှားနေတဲ့အထင်ဟာအလိုလိုပျောက်သွားတယ်သဘောပေါက်လားဘုံပြောတာဘုံတော့တခါလေးကြိုးစားကိုမွေထင်ပြီးတော့ဟာချွေးတွေပါတယ်မြန်ပြန်လို့ဟုတ်တယ်မဟုတ်လားအဲ့ဒီကျိုးကိုကျိုးလို့သာတကယ်သိမယ်ဆိုရင်မွေလို့ထင်ကြအကြောင်းရှိမလားမွေလို့မထင်ဘူးဆိုရင်မွေလို့အထင်မှားလို့ဖြစ်တဲ့ခံစားချက်ဆင်းရဲတဲ့ဆိုးရတဲ့ခံစားချက်တွေခံစားရပါမလားမခံစားဘူးဟုတ်လားအဲ့လိုပဲယုံနံကိုငါဥစ္စာဆိုတဲ့မှားယွင်းမှုနဲ့နောက်ဘုံတို့တက္ကာဒိဋ္ဌိအာကြီးမှုနဲ့နော်ဒီမှားယွင်းမှုမဖြစ်ဖို့ဆိုလို့ရှိရင်ဘာလုပ်ရမလဲယုံနံကိုယုံနံလို့ပဲမြင်အောင်ကြိုးစားဖို့အဲ့ဒါသတိပဋ္ဌာန်တရားပွားတယ်ဆိုတာအဓိကလူရင်းကအဲ့ဒါကိုနားလည်အောင်လုပ်တာဒါပေမဲ့ဘာပဲလိုက်မှုမှမရှိအောင်လုပ်ရတယ်နော်ကိုယ်စိတ်ထဲကငကိုတွေးထင်ထားတာမြင်ထားတာတွေဝင်ရောက်ဆွတ်ဖက်တာတွေမပါအောင်ကြိုးစားရတယ်တဲ့တယ်လေအရှိကိုအရှိအတိုင်းလေးမြင်နေအောင်ကြိုးစားရတယ်ပူတယ်ဆိုရင်လည်းပူတယ်လို့ပဲသိအေးတယ်ဆိုရင်အေးတယ်လို့ပဲသိနှုတယ်ဆိုရင်နှုတယ်လို့ပဲသိကြမ်းတယ်ဆိုရင်ကြမ်းတယ်လို့ပဲသိဒါရုပ်ပိုင်းဆိုင်ရာကိုပြောတာပါနော်စိတ်ဆင်းရဲတယ်ဆိုရင်လည်းဆင်းရဲတယ်လို့ပဲသိချမ်းသာတယ်ဆိုရင်လည်းချမ်းသာနေတယ်လို့ပဲသိမပါတဲ့ငါချမ်းသာတယ်သူချမ်းသာတယ်ငါဆင်းရဲတယ်သူဆင်းရဲတယ်ဆိုငါတွေသူတွေပုဂ္ဂိုလ်တ attva တွေဒီတဲ့ကိုမပါစေနဲ့လို့သူကအဲ့ဒီဥစ္စာကိုတခါတည်းကန့်ထုတ်တာတက္ကာဒိဋ္ဌိကိုအရင်တိုက်ခိုက်တာနော်သတိပဋ္ဌာန်တရားပွားတယ်ဆိုတာသဘောပေါက်လားဘုံပြောတာအဲ့ဒီတက္ကာဒိဋ္ဌိအားနဲ့သွားလေလေနော်ဘုံတို့နော်စိတ်ရဲ့ဆင်းရဲမှုပူလောင်မှုပင်ပန်းမှုတွေကဘာဖြစ်သွားတာတော့နေပါသွားလေလေဟုတ်လားဒါကြောင့်တကယ်ပြဿနာကဒီထဲမှာရှိတယ်နော်စိတ်ဆင်းရဲနေရတဲ့ပြဿနာစိတ်ထဲမှာပဲရှိတယ်အပြင်ဘက်မှာဖြစ်နေတဲ့အကြောင်းတရားတွေကအဓိကကြတဲ့ဗราဏကြတဲ့အကြောင်းတရားမဟုတ်ကိုယ့်ရဲ့အတွင်းမှာဖြစ်နေတဲ့မှားယွင်းမှုကိုပြင်နိုင်လို့ရှိရင်စိတ်ကတခါတည်းချမ်းသာပြီးသားဖြစ်သွားသဘောပေါက်လားမသိဘူးနော်ဒါကြောင့်ဘုန်းတို့ရဲ့စိတ်ရဲ့မှားယွင်းမှုကိုပဲပြင်ဖို့ဘုန်းတို့ဟာကြိုးစားရရမှာဒါကြောင့်ဝင်လေထွက်လေလေးကိုအာယုံဆိုင်ပြီးတော့အမြဲတမ်းကြည့်တဲ့အလေးချင်းကိုလေ့ကျင့်အဲ့ဒီဥစ္စာကကျန်တဲ့ယုံ nant တွေကိုကြည့်တဲ့အခါမှာလည်းပဲအများကြီးအမှန်သိအောင်လိမ္မာကျွမ်းကျင်အောင်အများကြီးအထောက်ကိုပြုတယ်သူ့ကိုဘုန်းတို့ကအမြဲတမ်းအာယုံဆိုင်တဲ့အလေးချင်းလေးမွေးမြူရမယ်လေ့ကျင့်ရမယ်ဒါဟာပုဂ္ဂိုလ်တ attva မဟုတ်ဘူးငါဥစ္စာမဟုတ်ဘူးဆိုတဲ့အမြင်မှန်ရဖို့အတွက်အဲ့ဒီဝင်လေထွက်လေလေးကိုတလက်ဆက်ကြည့်နေတာအဲ့ဒီဥစ္စာကအများကြီးငါဥစ္စာဆိုတဲ့အမြင်မှားကိုဖယ်ဖို့အတွက်တွန်းအားပေးနေသူကလမ်းမှန်ကိုရှောက်နေတာတကယ်တမ်းဟုတ်လားဒါကြောင့်မလို့ဒီဒေသနာလေးကိုဘုံဘုံကအများကြီးနားလည်စေခြင်းနော်အများကြီးနားလည်စေခြင်းလေဒါရှင်သာရိပုတ္တရာရှင်းပြတာနော်ဘယ်လိုလူဟာကိုယ်ရောစိတ်ရောနာတဲ့လူလေနော်ယုံ nant ကိုဒီဖြစ်ပေါ်နေတဲ့ဘဝကိုနော်ငါဥစ္စာလို့မှားယွင်းဆိုတာဆွဲလန်းမှတ်ထင်နေတဲ့ပုဂ္ဂိုလ်တွေဟာကိုယ်ရောစိတ်ရောနာရတဲ့ပုဂ္ဂိုလ်တွေဟုတ်လားဘဝရဲ့ပုံမှာယုံ nant ရဲ့ပုံမှာခန္ဓာရဲ့ပုံမှာဒီမှာတော့ခန္ဓာ၅ပါးနဲ့ကင်ဟောတယ်နော်ခန္ဓာ၅ပါးရဲ့ပုံမှာငါဥစ္စာဆိုတဲ့မှားယွင်းတဲ့မှတ်ထင်မှုမရှိဘူးဆိုတဲ့ပုဂ္ဂိုလ်တွေကဘာလို့ခန္ဓာကိုယ်နာတော့လည်းပဲစိတ်မနာအောင်နေနိုင်တဲ့ပုဂ္ဂိုလ်တွေဒါကြောင့်ဘုန်းဘုန်းတို့ဘလို့အခြေအနေမျိုးနဲ့ပဲကြုံဘလို့လောကရန်နဲ့ပဲတွေ့ဘလို့အရှင်မပြေမှုတွေနဲ့ပဲရင်ဆိုင်ရကိုယ့်ရဲ့စိတ်ကိုမထိခိုက်အောင်မနာကျင်အောင်လိုကြိုးစားကြရမလဲဆိုတဲ့နိလန်းကိုဒီဒေသနာကိုဘုန်းဘုန်းတို့အခြေခံပြီးတော့ကြည်ကြပြန့်ပြန့်မသိရဘူးလားသိရဟုတ်လားဖြစ်ပေါ်နေတဲ့သဘာဝတွေကိုသတိထားပြီးတော့ဘယ်လိုက်မှုမရှိပဲနဲ့နော်ကြည်တဲ့ရှုတဲ့သတိပဋ္ဌာန်ဘာဝနာအလေးအကျင့်ကောင်းကိုလေ့ကျင့်ရမယ်အဲ့ဒါလိုလေ့ကျင့်လို့ရှိရင်ဒါရဲ့ပေါ်မှာနော်မှားယွင်းတဲ့အထင်အမြင်တွေလို့ဆိုရမယ်နော်တက္ကာယဒိဋ္ဌိလို့ဆိုရမယ်ငါဥစ္စာဆိုတဲ့မှားယွင်းတဲ့အမြင်တွေကတဖြည်းဖြည်းနဲ့မဖြစ်သွားမလို့လျော်နေသွားမယ်ပေါ့ဟုတ်လားသူလျော်နေသွားလေနော်ဒါတွေအစမပြေဖြစ်လာတဲ့ခါမှာပျက်စီးတဲ့အချိန်မှာကိုယ်မှာထိခိုက်မှုနည်းလေနောက်ဆုံး
သူ့ကဘုံဘုံတို့ကအမြင့်ပြတ်ပယ်တတ်နိုင်မယ်ဆိုရင်ဘာတွေလိုပျက်စီးလို့သွားဘုံတို့စိတ်မှာဘာမှထိခိုက်စရာအကြောင်းမရှိတော့အဲ့ဒီထိလဲဘုံဘုံတို့ကမြောင်မှန်းထားဖို့လိုမယ်ပေါ့နော်ကိုယ့်ရဲ့အသိဉာဏ်ဖြစ်နေတာဟုတ်လားအဲ့တော့ပြောချင်တာလေးအကုန်လုံးလိပ်ပတ်လည်သွားပြီလို့ထင်ပါတယ်နော်လွန်တမ်းမှုရှိတဲ့ဒေသနာလေးဟုတ်လားကိုနာတော့လည်းပဲစိတ်မနာအောင်နေရမယ်လို့နားရည်ဝပြီးသားဒေသနာတစ်ခုဒါကိုပို့ပြီးတော့ဘုန်းတော်ကကြည်ကြည်ပြန့်ပြန့်နားလည်မှုရှိအောင်ကြိုးစားပြီးတော့ဘဝမှာပို့ပြီးတော့အသုံးစိတ်အောင်ကြိုးစားသူ့ကိုအသုံးပြုတဲ့အနေအထားလေးတွေစိတ်လာအောင်ကြိုးစားရမယ်ဘယ်အထိဘုန်းတော်ချဲ့ထွင်ရမှာတော့ဘာဖြစ်နေငါစိတ်ကိုတော့မထိခိုက်စေရအဲ့ဒီအတွေ့အလွန်ကောင်းနော်သူဘာဖြစ်နေဖြစ်ချင်ရဖြစ်စိတ်ကိုထိခိုက်လောက်အောင်တော့ဘယ်ရာမှအဲ့လောက်ကြီးအရေးမကြီးဘူးလို့လည်းပဲနားလည်အောင်ကြိုးစားရမယ်ဒါကြောင့်မို့လို့အဓိကတော့ချက်ကဘာလဲငါဥစ္စာငါလိပ်ပြာတို့ဘာတစ်ခုမှမဟုတ်ကြသည်ဓမ္မတတ္တပါဒကာဆိုတဲ့ဒီအမြင်မှန်ကိုအားကောင်းအောင်ယုံနံကိုယုံနံလို့ပဲမြင်နေအောင်ဘုံဘုံတို့လေ့ကျင့်ဖို့ကြိုးစားကြရမယ်ဆိုတဲ့နော်သဘောတဘာဝလေးကိုဒီဒေသနာလေးကနော်တန်ဖိုးရှိညွှန်ပြထားတယ်လို့ဆိုနိုင်မို့လားဆိုနိုင်တယ်ဟုတ်လားဒါကြောင့်မို့လို့နော်ငါဥစ္စာဆိုတဲ့အမြင်မှားတွေနည်းသွားအောင်ပရိပဒံတရားကိုကြိုးစားအထောက်နိုင်ကြတယ်နော်သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဘုန်းတော်ဆန္ဒပြုပြီးတော့ဒီကနေ့ပြုကြရတယ်ဒါနသီလသမာဓိပညာကုသိုလ်ကောင်းမှုအစွတ်စွတ်တို့ရဲ့စွမ်းတတ္တိကြောင့်ဘုရားတပည့်တော်တို့သည်မဲ့ညံဘုံညံမျက်နှိပ်ပံကိုလျင်မြန်ထုတ်ချောက်မျက်မှောက်ပြုပြရစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရာတည်းဝါတုတဗ္ဗမင်္ဂလာရကံတုတဗ္ဗဒေဝတာတဗ္ဗဗုဒ္ဓနုဝဝေနတရာဒုက္ခိဝန္တုတိဘဝတုတဗ္ဗမင်္ဂလာရကံတုတဗ္ဗဒေဝတာတဗ္ဗဓမ္မနုဝဝေနတရာဒုက္ခိဝန္တုတိဘဝတုတဗ္ဗမင်္ဂလာရကံတုတဗ္ဗဒေဝတာတဗ္ဗသံဃာနုဝဝေနတရာဒုက္ခိဝန္တုတိဒေတုမဂ္ဂတိတရားနာပိသပေါင်းတော်ကောင်းတို့စာတာအလုံးသောတတ္တဝအနန္တတို့အားတဗ္ဗမင်္ဂလာလောကီလောကုတ္တရာကောင်းဆိုသည်မြတ်မင်္ဂလာဝဝတိဘဝတုကောင်းစွာမသိဖြစ်တော်မူကြပါစေတည်းသာဝတိဝတ္တမိမိတို့ခန္ဓာကိုယ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့အိမ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့သာသနာမိမိတို့ကဘာမှာစောင့်ကြနေကြကုန်သောနတ်မြတ်နဲ့ကောင်းတဲ့ပေါင်းတို့ကလည်းပဲရက္ခဏုကောင်းစွာမသွေဆောင်လျှောက်တော်မူနိုင်ကြပါစေတည်းတဗ္ဗဗုဒ္ဓနုဘဝေနခေငါဝါလူသေးစုမကပွင့်တော်မူကြတဲ့သုတ္တရဘဘုရားရှင်ကိုတော်မြတ်တို့ရဲ့တကူတေဇောအနုဘောတော်တို့ကြောင့်၎င်းတဗ္ဗဓမ္မနုဘဝေနမေလီတံဖူလီတံနိဗ္ဗာန်တည်းတည်းဆိုသောဆေရသောတရားတော်မြတ်တို့ရဲ့တကူတေဇောအနုဘောတော်တို့ကြောင့်၎င်းတဗ္ဗတံဃာနုဘဝေနမေဃထံလေးရောက်ပရတံလေးရောက်ဆိုသောရှေယောတော်ရိယတန်ခါရှင်မြတ်တို့နဲ့တကွာတိလကိုသမာဓိကိုပညာကိုတို့နဲ့ပြည့်စုံတော်မူကြတဲ့သမုဒိတန်ခါအရှင်ကောင်းရှင်မြတ်ပေါင်းတို့ရဲ့တကုတေဇောအာနုဘောတော်တို့ရောက်၎င်းတရားနေရောညပါဘေကမဆိုင်ချိန်ရှိတိုင်းဒုက္ခိကိုစိတ်နှပြချမ်းမာချမ်းသာခြင်းရှိကြကုန်သည်ဘဝတို့ကောင်းစွာမသွေဖြစ်တော်မူကြပါစေတည်းကဲအလုံးမိမိတို့ပြုလုပ်ထားတဲ့ကုသိုလ်ကောင်းမှုအစုတို့အာယုံပြုပြီးတော့ဤကုသိုလ်ကောင်းမှုအစုတို့ကြောင့်မဲ့ညာပုညမျက်နှိပ်ပံကိုလင်းမြန်ထုတ်ချောက်မျက်မှောက်ပြုပါရစေလို့ဆုတောင်းကြမယ်တတ္တဝအနန္တကုသိုလ်ကောင်းမှုရဲ့အဖို့ပါကအညီမျှရပြီးတော့ချမ်းသာကြပါစေလို့စေနာမေတ္တာရှိထားပြီးတော့အမြတ်တမ်းများပေးဝေကြမယ်အလုံးညီညာညာလိုက်ပြီးတော့ဆိုရအောင်အရှင်ဖေယဘုရားတပည့်တော်တို့သည်ယနေ့ယခုပြုလုပ်အပ်သောဒါနသီလသမာဓိပညာကုသိုလ်ကောင်းမှုအစွတ်စွတ်တို့သည်မဲ့ညာဖို့ညာမျက်နှိပ်ပံကိုမျက်မှောက်ပြုရန်အာကောင်းသောအထောက်အပံ့ဖြစ်ပါစေတည်းဤကောင်းမှုဤကုသိုလ်တို့ဤအဖို့ပါကကိုအသက်ထင်ရှားရှိမရှိဖြစ်ကုန်သောဘိုးဘွားမိဘဆွေမျိုးသားချင်းတို့အားအစာထား၍32ဘုံကျင်လီခုံသောတတ္တဝအနန္တတို့အားအညီအမျှပေးဝေငှပါ၏အမျှရကြ၍ကိုယ်စိတ်နှဖျားကျမ်းမာ
ချမ်းသာကြသည်ဖြစ်ကြပါစေသောကုသိုလ်အမြတ်အမြတ်အမြတ်ယူတော်မူကြပါကုန်လောသာဓုသာဓုသာဓု